妈妈，ရှင်တို့တွေကျမကိုဘာတွေမေးကြအောင်လို့လဲအဲ့ဒါတွေကမင်းနေတယ်ဥယျာဉ်လည်းမချောက်ဘဲနဲ့စပင်းနဲ့မြေကနေဘာကြောင့်ကျွတ်တာလဲ။အော်အဲ့ဒါလား။များသောအားဖြင့်ဖြစ်တတ်တာကကြတော့အစားအသောက်ကြောင့်လည်းဆိုင်တယ်။အပူအဆက်တို့ခောက်ဆွဲကြောက်တို့စားတာများတဲ့ခါကြလို့ရှိရင်လည်းသပင်ကျွတ်တတ်တယ်။နောက်တစ်ခုကဘာလဲဆိုတော့အေးရေးပြတ်မယ်။စဉ်းစားတာများပြီးတော့အေးရေးမဝတာအေးရေးပြတ်တာတွေဆိုလို့ရှိရင်လည်းများသောအားဖြင့်ဖြစ်တတ်တယ်။တချို့ကြတော့လည်းကျန်းမာရေးမကောင်းလို့ကိုယ်သက်ဆေးတွေတောက်ရတယ်ဆေးပြင်းတွေတောက်ရတယ်ဆိုလို့ရှိရင်လည်းဖြစ်တတ်တယ်။နောက်တစ်ခုကကြတော့ကျန်းမာရေးကြောင့်ပေါ့နော်ကာကွယ်ဆေးတွေထိုးတာများတယ်ကာကွယ်ဆေးကပြင်းတယ်ဆိုလို့ရှိရင်လည်းများသောအားဖြင့်ကျွတ်တတ်တယ်။ဒါပေမဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့အခုချက်ချင်းလို့အခုချက်ချင်းတွတ်တာတော့မဟုတ်ဘူးဥပမာနေတယ်ပေါ့နော်ကျန်းမာရေးမကောင်းလို့ကိုကာကွယ်ဆေးထိုးတယ်ပြီးရင်ပိုးသက်ဆေးတွေတောက်ရတယ်ဆိုလို့ရှိရင်အခုချက်ချင်းတောက်ပြီးတော့အခုချက်ချင်းတွတ်တာတော့မဟုတ်ဘူးဒါဆိုအဖြစ်က1လ2လ3လဆိုလို့ရှိရင်ကိုစားဖြစ်တတ်တယ်စားဖြစ်တဲ့ခါကြလို့ရှိရင်လေအဓိကကိုကျွတ်လာပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်အရင်ဆုံးစဉ်းစားငါလွန်ခဲ့တဲ့1လဘာလုပ်ထားလဲ2လဘာလုပ်ထားလဲ3လဘာလုပ်ထားလဲဘာဖြစ်ခဲ့လဲကိုယ့်အတာကိုအရင်စဉ်းစားအရင်သုံးသပ်ပြီးတော့မှဘာကြောင့်ဆိုတာအဖြေပြီးတော့မှကိုကအဖြေကိုရှာလို့ရမှာကိုတိုင်းအဖြေရှာပြီးပြီဆိုလို့ရှိရင်တော့ကိုကဘာတွေကြီးစားရမှာလဲဆိုတော့အစားအသောက်အနေထိုင်ဆင်ခြင်ရမယ်ကျန်းမာရေးကိုဂရုစိုက်ရမယ်နောက်တစ်ခုကကြတော့လေပိုးသက်ဆေးတောက်ရတာတွေနောက်တစ်ခုကဒီကာကွယ်ဆေးတွေထိုးတာတွေကိုကိုကတခြားစဉ်းစားပြီးတော့ကိုတခြားဆုံးဖြတ်ပြီးတော့မှကိုအဲ့လိုမျိုးတွေလုပ်တင်တယ်ကိုတိုင်းအဖြေရှာပြီးပြီဆိုလို့ရှိရင်တော့အစားအသောက်နေထိုင်ဆင်ခြင်ရမယ်ကျန်းမာရေးဂရုစိုက်ရမယ်အဲ့လိုဆိုတော့လူတစ်ယောက်မှာကျန်းမာရေးနဲ့အလှပကအရန်အရေးကြီးတယ်ဆိုတာရှင်းလို့သိပြီမလား